အားလုံးပဲမော်နီမှာကျွန်တော်ခဏနေပြေးဖို့သွားတော့မှာဖြစ်ပါတယ်ခုတစ်ခါပွဲရတော့အခြားပွဲတွေနဲ့မတူပဲမြန်မာနိုင်ငံရဲ့ပုပ္ပတောင်မာကြီးအောက်ခြေမှာ first edition အနေနဲ့ပထမဆုံးကြိမ်ကျင်းပတဲ့ International Crayon ပွဲစဉ်တစ်ခုပဲဖြစ်ပါတယ်ဒါတော့ပြိုင်ပွဲအစထွက်ချင်းမှာနေပြတ်မဟုတ်ဘဲနဲ့တောင်ပေါ်ကိုစပြီးတော့တက်ရတာဖြစ်ပါတယ်လမ်းကတော့တော်တော်ကျန်းပါတယ်တောင်ကတော်တော်မှတ်ပြီးတော့တချို့နေရာတွေမှာဆိုရင်ဘေးမှာ၆တီရှိနေတဲ့အတွက်အိတ်ဆိုင်ပြထားပါတယ်ကျိုးနဲ့တွဲတက်တဲ့နေရာတွေလည်းပါပြီးတော့လမ်းတွေကတော်တော်လေးကျန်းတက်ပါတယ်ခက်မတင်လို့တခုဖြစ်သွားမယ်ဆိုရင်တော့ volunteer တွေကကိုယ့်စီကိုလာခေါ်ဖို့အရင်ကမလွယ်ကူတဲ့အနေအထားတစ်ခုဖြစ်ပါတယ်အခုကျွန်တော်တို့တနားကြီးလောက်မနားတန်းတက်ပြီးတော့မကြခင်တောင်ထိပ်ကိုရောက်တော့မှာဖြစ်ပါတယ်တောင်ထိပ်ပိုင်းကိုရောက်လာတာဖြစ်တဲ့အတွက်လမ်းတွေကမတရားမှတ်ပြီးတော့ခက်မတင်လို့ပြုတ်ကြရင်အပင်မောကနေအော်မီတလုံးပြုတ်ကြသလိုပဲအောက်ခြေစီလိမ့်သွားမှာဖြစ်ပါတယ်ပြီးတော့တောင်ပေါ်မှာလည်းလေတွေမတရားထမ်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်အခုရောက်နေတဲ့နေရာကတော့ဒီပြိုင်ပွဲတစ်ခုလုံးရဲ့အဓိက main နေရာပါကျွန်တော်တို့ဒီကနေလေကားတစ်ပေါင်းများစွာကိုတက်ပြီးတော့တောင်ပေါ်မှာစောင့်နေတဲ့ volunteer တွေစီကလက်ပတ်သွားယူရမှာဖြစ်ပါတယ်အားလုံးမြင်တဲ့အတိုင်းပဲမြူတွေတိမ်နေတဲ့ပုပ္ပတောင်မကြီးကအရန်ကိုလှနေပါတယ်ဘာမှလည်းမမြင်အောင်ကျွန်တော်တို့အခု volunteer တွေစီမှာနံပါတ်နဲ့နာမည်စာရင်းပေးပြီးတော့တောင်အောက်ကိုပြန်ဆင်းတော့မှာဖြစ်ပါတယ်အဲ့ဒီကနေစပြီးတော့ကျွန်တော်တို့လမ်းကြောင်းမှာတောင်တက်တောင်ဆင်းနေမဟုတ်ဘဲနဲ့လုံးဝချန်ကယ်တောတွေကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ရွာတွေကိုဖျက်ရတယ်လမ်းတွေမှားတယ် GPS ကိုပြန်ကြည့်ပြီးတော့ကျွန်တော်တို့လမ်းအမှန်ကိုရောက်ဖို့နိုင်ဝက်လောက်အချိန်ပိုကြာခဲ့ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်က4နာရီ20မိနစ်10စက္ကန့်နဲ့ International Run 3နဲ့တတိယနေရာကနေပန်းဝင်ခဲ့ပါတယ်